မြတ်စွာဘုရားဟောတဲ့စကားအနှစ်ချုပ်ကပါလဲလို့ဆိုသူတစ်ပါးရဲ့စိတ်နေသဘောထားတွေကိုမသိချင်နေပါစေတဲ့ကိုယ့်ရဲ့စိတ်နေသဘောထားတွေသိအောင်လုပ်ပါသူများစိတ်ကိုမသိတာဘာမှအရေးမကြီးဘူးကိုယ့်စိတ်ကိုသိအောင်လုပ်ပါအဲ့တော့သိအောင်လုပ်ဆိုတာဘာလဲဘာတတိပဌာနာသုံးပါတတိပဌာန်တရား၄မျိုးဟောတဲ့ထဲမှာစိတ်ဓာနုပဒနာတတိပဌာန်ဆိုတာကိုယ်စိတ်ကိုအကဲခတ်စောင့်ကြည့်လေ့ကျင့်တာဆိုလို့ငါစိတ်လေးမှာလောဘတွေမကြမကြဖြစ်သလားဒေါသတွေမကြမကြဖြစ်သလားမောဟတွေမာနတွေဓမ္မစီရတွေမကြမကြဖြစ်သလားကိုယ်တဏ္ဍာနဲ့မှာစိတ်အညစ်အကြေးတွေများနေသလားအညစ်အကြေးတွေရှိသလားဆိုတာရှိသလားမရှိဘူးလားဆိုတာကိုအမြဲမပြတ်စောင့်ကြည့်အကဲခတ်ရမယ်လို့စိတ်ဓာနုပဒနာဆို contemplation of mind စိတ်ကိုတတိနဲ့သမာဓိနဲ့စောင့်ကြည့်